Manchester City ဟာဒီတစ်ပတ်ချန်ပီယံလိမှာလီဗာပူးအသင်းကို ETH မှာဧကန်ကစားခဲ့ရပါတယ်။လီဗာပူးကတရားဒီမှာချန်ပီယံလိနိုင်ပွဲတစ်ပွဲပဲရှိနေသေးတဲ့အသင်းမှာဒါကြောင့်လဲ Guardiola ကအရင်နဲ့ပဲကံဖို့ကြိုးစားခဲ့ပြီးပြိုင်ဘက်ကိုရှော့တွက်မိတဲ့ရလဒ်ကတော့2 ဂိုး 6 မရှိနဲ့ရှုံးနိမ့်ခဲ့ရတာပါပဲ။ City ကပွဲထွက်လူစည်းမှာ Donnarumma အာလိန်ဟာလန်ကနေစလို့ Phil Foden နဲ့ Ruben Dias အထိကစားသမား10နေရာထိအပြောင်းလဲလုပ်ထားပြီးဒီကစားသမားအားလုံးကိုရန်ကုန်ပို့ထားခဲ့ပါတယ်။ City ကနောက်ပွဲလဲပွဲချက်မဟုတ်ပဲဘာကြောင့်အရန်တွေနဲ့ပွဲထွက်လာတယ်လဲဆိုတာကိုမသိရပါဘူး။ဒီပွဲဟာဂွိုင်ယိုလာရဲ့ပွဲ100မြောက်ချန်ပီယံလိပွဲဆိုပေမဲ့လည်းသူ့ရဲ့ဆွမ်းစားလုံးနဲ့ဆုံးဖြတ်ချက်ကြောင့်မျက်နှာမရဖြစ်ခဲ့ရပါတယ်။စီတီကချန်ပီယံလိတက်ကာရာဘောင်းဖလားကစားတဲ့ပုံစံဖြစ်နေခဲ့ပြီးလီဗာပူးကဒီအခွင့်အရေးကိုအပြည့်အဝယူသွားခဲ့ပါတယ်။လီဗာပူးကပထမပိုင်းမှာအလက်ဂျန်ဒိုဂရင်မက်ဒိုရဲ့သွင်းကိုနဲ့စီတီကိုဦးဆောင်နိုင်ခဲ့သလိုဒုတိယပိုင်းမှာနေသန်အာဂီတလွဲလောက်ရာကနေပက်ထရစ်ရှက်ရဲ့ခေါင်းတိုက်ကိုနဲ့နောက်ထပ်အသွင်းကိုရရှိခဲ့ပါတယ်။ဂွိုင်ယိုလာကဒုတိယပိုင်းကျမှအဓိကတိုက်စစ်ကစားသမားတွေကိုထဲဖို့ကြိုးစားခဲ့ပေမဲ့အခါနှောင်းသွားခဲ့ပါပြီ။ မင်္ဂလာပါမြန်မာချင်းနဲ့ဘောလုံးကစားခြင်းသူများအတွက်ဘော်ဒီဘက်လာပါပြီဝင်လာတဲ့ကစားသမားတွေတဲ့ဒုတိယပိုင်းစကတည်းကပါဝင်လာခဲ့တဲ့ဂျယ်ရမီတိုကူနဲ့ဖေးဖိုနန်တို့ကတက်ရောက်မှုအားနည်းခဲ့ကြပါတယ်။စရုပ်ကြီးဟာလန်ကတော့ပြိုင်ဘက်ကိုပုံမဖိအားပေးနေပြီးအခွင့်အရေးတချို့လည်းရရှိခဲ့ပါတယ်။ဒါပေမဲ့ဟာလန်ရဲ့အပိုင်အခွင့်အရေးနှစ်ခုကိုဖြုံးနှိမ့်မိလိုက်တာကစီတီကိုအဆုံးသက်သွားစေခဲ့ပြီး ETH မှာလည်း2 ဂိုး 6 မရှိနဲ့ရှုံးနိမ့်သွားစေခဲ့ပါတယ်။စီတီကအဆင့်6နေရာမှာရှိနေသေးတယ်ဆိုပေမဲ့လက်ချက်3ဘက်ကိုနိုင်ကန်နိုင်မှုအရေးကြီးသွားပါတယ်။စီတီကဒီအဖြစ်အပျက်ကိုသင်ခန်းစာယူပြီးလာမယ့်ပိတ်ရက်လီယူနိုက်တက်နဲ့ပွဲကိုနိုင်ယူရင်းလမ်းကြောင်းမှန်မှုကိုပြန်တက်ဖို့ရည်ကြီးပါတယ်။ကြည့်ရှုပေးခဲ့တာကျေးဇူးများတင်ပါတယ်။